မင်္ဂလာပါ Sports Yan ကနေပြန်လဲကြိုဆိုလိုက်ပါတယ်2026 U19 အာရှဖလားပြိုင်ပွဲရဲ့အုပ်စုအဆင့်ကနေလက်ပြနှုတ်ဆက်ခဲ့ရပြီဖြစ်ပေမဲ့ကျွန်တော်တို့မြန်မာလူငယ်လေးတွေအတွက်အရေးကြီးဆုံးပွဲတစ်ပွဲကြံရှိနေပါသေးတယ်။ဒါကတော့အရှေ့တောင်အာရှပြိုင်ပွဲဟောင်းထိုင်းအသင်းနဲ့ရင်ဆိုင်ရမယ့်ဂုံတိတ်ခါဆယ်ပွဲစဉ်ပဲဖြစ်ပါတယ်။အုပ်စုအဖွင့်ပွဲမှာအင်ရှင်ဆော်ဒီအာရေဗျကို၄ဂိုးနဲ့ရှုံးနိမ့်ခဲ့တဲ့မြန်မာအသင်းဟာဒုတိယပွဲမှာလည်းတာဂျီကဇစ်စတန်ကိုထပ်မံရှုံးနိမ့်ခဲ့ပါတယ်။အလားတူပဲထိုင်းအသင်းဟာလည်းဆော်ဒီနဲ့တာဂျီကဇစ်စတန်နှစ်သင်းစလုံးကိုအရေးနှိမ်ခဲ့တာကြောင့်နှစ်သင်းစလုံးဟာရမှတ်မရှိပဲအုပ်စုအဆင့်ကနေအိမ်ပြန်ကြတော့မှာပါဒီပွဲရဲ့အနိုင်အရှုံးရလဒ်ဟာနောက်တစ်ဆင့်တက်ဖို့အတွက်အရေးမပါတော့ပါဘူးဒါပေမဲ့ဒီပွဲဟာတာမန်ပွဲတစ်ပွဲတော့လုံးဝမဟုတ်ပါဘူးအာဆီယံပြိုင်ဘက်တွေဖြစ်ကြတဲ့မြန်မာနဲ့ထိုင်းတွေ့ဆုံမှုတိုင်းဟာအမြဲတမ်းပြင်းထန်တဲ့အားပြိုင်မှုတွေမာနတွေပါဝင်နေတတ်ပါတယ်ရလက်ကဘလို့ပဲဖြစ်ဖြစ်ကိုယ်နိုင်ငံရဲ့ဂုဏ်သိက္ခာအတွက်မြန်မာယူဆက်ခနဲ့အမျိုးသားအသင်းအနေနဲ့ဒီပွဲကိုမဖြစ်မနေအနိုင်ကစားသွားဖို့လိုအပ်နေပါတယ်လူငယ်လူတွေအနေနဲ့ပြိုင်ပွဲကနေနှုတ်မဆက်ခင်ပရိသတ်တွေအတွက်အကောင်းဆုံးခြေစွမ်းပြသပြီးအနိုင်ရလက်နဲ့အိမ်ပြန်နိုင်မှုကအရေးကြီးဆုံးပါပဲဒီပွဲစဉ်ကိုတော့ဒီကနေ့မီလ12ရက်နေ့မြန်မာစံတော်ချိန်ည7:00နာရီခွဲမှာရင်ပြိုင်ကစားသွားကြမှာဖြစ်ပါတယ်နောက်တစ်ဆင့်မတက်နိုင်တော့ပေမဲ့နိုင်ငံကုန်အထွတ်အစွမ်းကုန်စ조사သွားမယ်မြန်မာလူငယ်လေးတွေကိုပရိသတ်ကြီးအနေနဲ့အားပေးစကားလေးတွေပြောခဲ့ကြပါအောင်ခင်ဗျာအခုလိုစိတ်ဝင်စားစရာအားကစားသတင်းအကြောင်းအရာတွေကိုတင်ဆက်ပေးသွားမှာမလို့ကျွန်တော်တို့ရဲ့ page ကို like and follow လုပ်ထားဖို့မမေ့နဲ့အောင်နော်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ